လုံးမင်္ဂလာပါဒီနေ့ကမေတို့ဝယ်စီသွားတဲ့နေ့လေးပါအမေပါတယ်ညီမပါတယ်မောင်လေးပါတယ်အမပါတယ်ပေါ့နော်ဒါတော့မင်းညီမပါသူနဲ့ဆိုလို့ရှိရင်တစ်လားနဲ့10ရက်လောက်ပဲကွာတဲ့သူပေါ့နော်စကားတွေများနေပါတယ်ဒါတော့ကစီနဲ့စားတဲ့အခန်းလေးပါစီနဲ့ဝင်စားတာပေါ့နော်ဒါလေးကစီနဲ့ကကြည့်ရိုက်ရွေးနေတဲ့အချိန်မှာပေါ့စားလိုက်ပါတယ်ဒါတော့ပြည်သူများအစီအမံခန့်လေးပေါ့နော်ပြည်သူများလေးအမြင့်ကြီးပဲလုံးဝလေးစီးလို့လည်းကောင်းတယ်ကြောက်ဖို့လည်းကောင်းတယ်သူ့ရဲ့ feeling ရပေါ့နော်လုံးဝအဲ့မိုက်တယ်ဒါတော့ညီမလေးနဲ့ပြည်သူများပုံတက်တဲ့ခန့်လေးပါနောက်ကနေပြီးတော့မားတက်လာတာပေါ့နော်ဒီလိုစီရတော့ပြည်သူများရဲ့ဒုတိယအထက်ပေါ့နော်ပထမဆုံးမနော်ဟိုပေါ်ဆုံးမှာစီးကျင်တာပဲအမေပေါ်ဆုံးမှာအကိုကြီးကဦးသွားတော့မျိုးစီးလိုက်ရအောင်ဒါမျိုးတော့ရောက်ပါဒါတော့အစင်မှာဒီကတော့ရှိရပဲစင်တယ်ဒါတော့အပြန်ကြတော့ဆူရှီရဲ့ကွန်တော်ရဲ့မျိုးစားခဲ့ပါရဲ့အဲဆောက်လို့ကောင်းတယ်ဒါကတော့ငါးကန်ပေါ့နော်ငါးကန်လေးငါးလေးရဲ့ရှမ်းလာတယ်အဲ့ဒီချောင်းစုံလေးပဲလုံးဝမိုက်ကြည့်ပေါ့နော်တော်တော်လာတယ်ငါးလေးရဲ့ပြတ်တန်လေးတန်တယ်သူကနောက်ဆက်နေတာပါဘိုင်နောက်မှပြန်ပြီးတော့ဒီထပ်ပြီးရောစီးပြလို့ရှိရင်ထပ်ပြေးလိုက်ကြည့်ပါမယ်